2025 ခုနှစ်မတ်လ28 ရက်မှာအင်အားပြင်းပြင်းလှုပ်ရှားမှုကြောင့်လန်ဒရာအဆောက်အဦများထိခိုက်ပျက်စီးခဲ့ရတဲ့နေရာများကိုကူညီကယ်ဆယ်ရေးလုပ်ငန်းများအားတိုင်းစစ်ဌာနချုပ်အသီးသီးမှတပ်မတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များပြည်ပနိုင်ငံများမှကူညီကယ်ဆယ်ရေးအဖွဲ့များဌာနဆိုင်ရာဝန်ထမ်းများလူမှုကူညီရေးအသင်းအဖွဲ့များနဲ့ဒေသခံပြည်သူများပူးပေါင်းပြီးအကြိမ်နဲ့တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိရာအေဗီလာတရက်နေ့မနက်ပိုင်းမှာမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်ကာကွယ်ဦးစီးချုပ်ကြီးမှဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်အလဲပိုင်းစစ်ဌာနချုပ်တိုင်းဗိုလ်မှူးချုပ်ကျော်ကိုထိုင်နဲ့တာဝန်ရှိသူများဟာမန္တလေးမြို့စကိုင်းဗီလာမှာအသက်ရှင်လျက်ကယ်ဆယ်လွတ်မြောက်လာတဲ့မြေဖွားသုံးကိုတွားရောက်တွေ့ဆုံပြီးရင်းနှီးနေထွေးစာအားပေးစကားပြောကြားကအာဟာရပြေစားတောက်ခွင့်ရများနဲ့ထောက်ပံ့ငွေများပေးရပါတယ်အဲဒီနောက်ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့တိုင်းမှုတို့ဟာတာဝန်ရှိသူများနဲ့အတူနန်းမြို့အတွင်းရှိငရင်တန်တင့်ပြီးပြိုကျပျက်စီးခဲ့တဲ့နန်းမြို့ဆူတောင်းပြည်စီတွေရှိကန္နာကိုရီတိုင်းနဲ့အာယုံကန်တစောင်းညာနန်းဆန်ကျော်ရွှေနန်းတော်ရဲ့အရှိတ်အဝင်လန်းရှိဆွေတော်စင်တဲ့ဘိုးစဉ်နန်းမြို့ရိုးတို့အားအပြန်အစီရှင်းလင်းဖယ်ရှားပြီးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်လှုပ်ဆောင်နေမှုများကိုတွားရောက်ကြည့်ရှုအားပေးကြပါသည်။ဆက်လက်ပြီးမန္တလေးတက္ကသိုလ်မှာငရင်တန်းကြောင့်မီးလောင်ပြိုကျပျက်စီးခဲ့တဲ့အစာအုပ်ပျက်စီးများအားဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုပြီးဖယ်ရှားရှင်းလင်းရေးဆောင်ရွက်နေတဲ့အဖွဲ့များကိုလိုက်လံအားပေးစကားပြောကြားပါသည်။အဲဒီနောက်ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့အဖွဲ့ဟာမန္တလေးမြို့မန္တလာတီအားကစားကွင်းမှာယာယီဆေးရုံဖွင့်လှစ်ပြီးငရင်တန်းတဲ့ပြည်သူများအားရုရှားနိုင်ငံဆေးကူညီပေးအဖွဲ့ကဆေးကုသပေးရန်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနဲ့ဆေးကုသပေးနေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုအားပေးပြီးလိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။အဲဒီနောက်ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့ဖွဲ့ဟာတတအူးလေးစိတ်ကိုတွားရောက်ပြီးအိန္ဒိယနိုင်ငံမှာပေးပို့လူဒန်းနဲ့ငရင်တန်းတဲ့ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများကိုတွားရောက်ကြည့်ရှုကာကျေးဇူးတင်စကားပြောကြပြီးလာရောက်ပေးပို့လူဒန်းသူများနဲ့အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပါတယ်။ဆက်လက်ပြီးမဟာအောင်မြင်မြို့နယ်ရှိမစိုးရင်တိုက်တစ်ကိုရောက်ရှိပြီးနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့အကျိုးတော်ဆောင်မန္တလေးမြို့မစိုးရင်တိုက်တဲ့မဟာနာယကဓမ္မသမိတ်တိကျောင်းဆရာတော်အကမဟာပဏိတာအကမဟာတတ္တမဇောတိကတစားမဟာဓမ္မကတိကဘဟုစနဟိတတရာဗဒနာဝါတ္တဘေဝင်တာအားဖုံးမြော်ပြီးဩဝါဒများခံယူကောင်ဆရာတော်တန်ဃာတော်များအတွက်အိန္ဒိယနိုင်ငံအစိုးရကပေးပို့လူဒန်းနဲ့ထောက်ပံ့ပစ္စည်းများအားအိန္ဒိယနိုင်ငံတန်ယုံဖွဲ့ဒုတိယအကြီးအကဲမစ္စတာအရှိရှာရာမာမန္တလေးမြို့အခြေဆိုင်အိန္ဒိယနိုင်ငံကောင်စစ်ဝင်ချုပ်ရုံးမှကောင်စစ်ဝင်ချုပ်မစ္စတာစန်တစ်ဂူစတာနဲ့တာဝန်ရှိသူများကပေးရလူဒန်းကြပါတယ်။အဲဒီနောက်ညနေပိုင်းမှာမန္တလေးမြို့နန်းမြို့ရိုးအနောက်ဘက်ကိုတွားရောက်ပြီးစီရှိတရာရဲ့ထိတ်လမ်း80ပြီးမှငရင်တန်းတဲ့ပြည်သူများယာယီနေထိုင်မှုအစဉ်ပြေစေရန်ရည်ရွယ်ပြီးတိုင်းစစ်ဌာနချုပ်မှရွက်ဖြင့်တဲများဆောက်လုပ်ပေးနေတဲ့နေရာကို၎င်းငရင်တန်းတဲ့ပြီးပြိုကျပျက်စီးခဲ့တဲ့ Golden City Hotel မှာနိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်နေမှုများကို၎င်းချမ်းမြသာစီလင်းကွင်းအဟောင်းရှိယာယီစေကုသဆောင်မှာအိန္ဒိယနိုင်ငံစေကူညီပေးအဖွဲ့မှစေကုသပေးရန်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနဲ့စေကုသပေးနေမှုများကို၎င်းတွားရောက်ကြည့်ရှုအားပေးပြီးလိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။
အလားတူပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းကာကွယ်ရေးဦးစီးချုပ်ကြီးမှဒုတိယဗိုလ်ချုပ်ကြီးထုံမြန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကြီးတိုင်းနဲ့တာဝန်ရှိသူများဟာပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ရှိငရင်တန်းကြောင့်ပျက်စီးခဲ့တဲ့တမိုင်းဝင်ရွှေစံတော်စေရီတော်မြတ်ကြီးနဲ့တမိုင်းဝင်မဟာအောင်မြတ်ရှိကောင်းမှုတော်စေရီတော်မြတ်ကြီးတို့မှာလူရင်ဆက်ရနေရများဖြင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို၎င်းတောင်ငူမြို့ရှိခပောင်းတရာပျက်စီးနေမှုအခြေအနေနဲ့ရန်ကုန်မန္တလေးအမြန်လမ်း165မိုင်ရှိစွာချောင်းတရာပျက်စီးမှုအခြေအနေများနဲ့တရားပြန်လည်ပြုပြင်နေမှုအခြေအနေများကို၎င်းဖြူးမြို့ထွေအုပ်ချုပ်ရေးဦးစီးဌာနဖြူးမြို့ထွေယောဂကိုစေယုံကြီးနဲ့ဖြူးမြို့ဘူရာယုံရန်ကုန်မန္တလေးအမြန်လမ်းဟောင်း128မိုင်5ဖာလုံရှိပျက်စီးသွားတဲ့တရားများပြန်လည်ပြင်ဆင်နေမှုရန်ကုန်မန္တလေးအမြန်လမ်း114မိုင်ရှိဖြူးချောင်းတရားပြန်လည်ပြုပြင်နေမှုနဲ့အုတ်တွင်းမြို့ဘူရာယုံမှာရထားတန်လန်းများပျက်စီးနေမှုအခြေအနေများကို၎င်းတွားရောက်ကြည့်ရှုစစ်ဆေးကလိုအပ်တာများညှိနှိုင်းဆောင်ရွက်ပေးပြီးအလူငွေများပေးရလိုတမ်းပါတယ်ဒါအပြင်နေပြည်တော်ကောင်စီနယ်မြေတက်ကုန်းမြို့နယ်ပြည်မနာမြို့နယ်လယ်ဝေးမြို့နယ်နဲ့ဥဒ္ဒရတီတီမြို့နယ်တို့ရှိငရင်တန်းကြောင့်ပျက်စီးခဲ့တဲ့နေရာများမှာ၎င်းရှမ်းပြည်နယ်တောင်ပိုင်းပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်ရှေးဟောင်းသမိုင်းဝင်တီတီမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှာ၎င်းမန္တလေးတိုင်းဒေသကြီးတွင်ငရင်တန်းကြောင့်ပျက်စီးခဲ့တဲ့နေရာများမှာ၎င်းစကိုင်းတိုင်းဒေသကြီးတွင်ရှိငရင်တန်းကြောင့်ပျက်စီးခဲ့တဲ့နေရာများမှာ၎င်းပဲခူးတိုင်းဒေသကြီးအတွင်းမှာငရင်တန်းကြောင့်ပျက်စီးခဲ့တဲ့နေရာများမှာ၎င်းကိုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးဒဏ်ရာရရှိတဲ့ဒေသခံပြည်သူများကိုစေကူတာရေးလုပ်ငန်းများအားဆောင်ရွက်ပေးကြပါတယ်အဲလိုဆောင်ရွက်ပေးနေမှုများကိုတိုင်းဒေသကြီးလိုက်ဝန်ကြီးချုပ်များသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတိုင်းမှုများနဲ့တာဝန်ရှိသူများကလိုက်လံကြည့်ရှုပြီးလိုအပ်တာများညှိနှိုင်းဆောင်ရွက်ပေးကငရင်တန်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့ဈေးဒီပထိုးများပြုပြင်မောမှန်ရန်အတွက်အလူငွေများပေးရလူတန်းချင်းငရင်တန်းကြောင့်ထိခိုက်ဒဏ်ရာရရှိပြီးဆေးရုံတက်ရကုသမှုခံယူနေသူများကိုတွားရောက်ကြည့်ရှုအားပေးခြင်းများဆောင်ရွက်ကြပါတယ်ဒါအပြင်အနေနဲ့ရက်မှာစေတနာရှင်ပြည်သူများကလည်းငရင်တန်းတဲ့ပြည်သူများကိုကိုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသူများနဲ့ငရင်တန်းတဲ့ပြည်သူများစားတောက်ရေးအဆင်ပြေစေရေးအတွက်အစားအသောက်များချက်ပြုတ်ပြီးထမင်းဟင်းများလှူဒန်းခြင်းတောက်ရည်တန်းနဲ့အသုံးအဆောင်ပစ္စည်းများလှူဒန်းခြင်းနဲ့အလူငွေများပေးရလှူဒန်းခြင်းတို့ကိုလည်းကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့သတင်းရရှိပါရရှင်။